Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ညနေကပြောခဲ့တယ်နော်ကျွန်တော်နိုင်မယ်ထင်တယ်လို့ဘာဖြစ်လို့ပြောလဲဆိုတော့ကျွန်တော်တို့မက်ဆီတီးတင်းကကျွန်တော်တို့ရေမက်ထွေကိုသူတို့ကဘောလုံးအတာစီးနေသူတို့ကဆော့တေချာပါလို့ဆော့မှာကျွန်တော်ထင်တယ်တိုင်းလို့ဆော့မှာရေမက်ထွေကကြာကျွန်တော်တို့ပြင်တင်းကလိုဘလော့ကစားတဲ့အချိန်မှာကျွန်တော်တို့ကဂိုးရဖို့တော်တော်ကိုကြိုးစားကိုရဖို့ဆိုကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးကျွန်တော်တို့ကောင်တာရေးမဲ့တဲ့ကကောင်တာတက်နဲ့အသားကြပြီအဲ့ဆိုကိုရတေချာပေါ့ကိုရအဲ့ဒါမျိုးဆိုတေချာပေါ့ကျွန်တော်တို့ဟိုအခုလဲကျွန်တော်တို့ကြည့်လိုက်ပထမဆုံးအလုံးဆိုရင်ကျွန်တော်တို့ကော့ထွက်ရနေကျွန်တော်တို့လှမ်းပြီးပြလိုက်တယ်လုံးကြည့်လိုက်ဘယ်ပါတွေတယောက်တည်းလောက်သွားတယ်ဒီလုံးကျွန်တော်တို့ဒုတိယလုံးဆိုလဲကြည့်လိုက်အောင်ကျွန်တော်တို့ share ပဲကျွန်တော်တို့ဘီနီပဲဂျန်ကျွန်တော်တို့ဘီနီကနေဒါလေးချပြလိုက်တယ်အလုံးနောက်ဆုံးလုံးဆိုလဲကျွန်တော်တို့ကြည့်လိုက်အောင်ပါအထက်ကနေမြောက်ပြလိုက်တယ်လုံးဘယ်ပါဒီပိုင်ပိုင်နေတော့တကယ်ဒီနေ့တော်တော်ကိုကောင်းတဲ့ဘယ်ပါဒီပဲကျွန်တော်တို့ရှေ့ကစားမလားဘယ်ပါဒီနောက်ကစားမလားဘယ်ပါဒီကွင်းလက်ကစားမလားဘယ်ပါဒီကွင်းလက်ဘယ်ဘက်တော့တက်ကိုလုံးပေါက်တူပေါက်အေးစေးကျွန်တော်တို့ဒီနေ့ဒိုကူကိုထိန်းရတာလဲဘယ်ပါဒီကောင်းလို့ကျွန်တော်တို့ဘယ်ပါဒီကြည့်လိုက်စင်းသွားတာနဲ့ကျွန်တော်တို့အလုံးရဲ့နောက်မှာရှိပြီးသားအလုံးမလိုက်ရင်ဘယ်ပါဒီလိုက်ရတာမျိုးတော်တော်ကောင်းတဲ့ကစားသမားကျွန်တော်ဒီနေ့ကျွန်တော်ညနေကပြောခဲ့တဲ့အတိုင်းနိုင်နေနော်တို့အလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ